ဒီနေ့က Memorial Day မို့လို့ကျမတို့ချစ်ခင်ရတဲ့မောင်နှမ၄ ဝန်းလောက်ကွဲတဲ့အကိုကြီးတယောက်ပေါ့နော်ဆုံးသွားတာကြာတော့ကြာပါပြီသူကဒီမှာဆုံးသွားတာဖြစ်တယ်ဆုံးသွားတာတော့မှရိုးရိုးဖြားနာပြီးတော့ဆုံးတာမဟုတ်ဘဲနဲ့တနက်နဲ့ပြစ်တက်ခံပြီးမှရဲဆက်ဆက်အသက်ခံရတာမို့လို့ပေါ့နော်နေ့မှာတခါပဲရှိတဲ့ဒီ Memorial Day Holiday မှာကျူးစားပြီးတော့သူရဲ့အုပ်ကိုဒီလိုလူတွေသွားတဲ့ဒီလိုနေ့ကိုမှရွေးချယ်ပြီးတော့မဖြစ်မနေကျူးစားပြီးတော့သွားဖြစ်တယ်ပေါ့နော်ဒါပါပဲကိုရီးယားလူနည်းစုအမေရိကကိုရောက်လာကြတာမို့လို့အဲ့ဒါကြောင့်လည်းပါမယ်ထင်ပါတယ်ပြီးတော့အမျိုးလဲတော်တာရယ်ဒီ Memorial Day ရောက်ရင်တော့မဖြစ်မနေကျူးစားပြီးတော့ဖြစ်ပါတယ်သွားနေသူတွေအတွက်ဆူတောင်းပေးကြရင်မနှက်ဖြန်အတွက်ကိုယ်တိုင်းအစင်သင်ဖြစ်ဖို့ပြင်ဆင်ကြရအောင်ပါကိုယ်စိုက်ပြိုးတာကိုယ်တိုင်းရိတ်သိမ်းရမှာကိုမမေ့ချရင်သွားနေသူတွေအတွက်ဆူတောင်းပေးကြရင်မနှက်ဖြန်အတွက်ကိုယ်တိုင်းအစင်သင်ဖြစ်ဖို့ပြင်ဆင်ကြရအောင်ပါကိုယ်စိုက်ပြိုးတာကိုယ်တိုင်းရိတ်သိမ်းရမှာကိုမမေ့ချရင်ကျွန်တော်ငိုင်းလွားရင်ငယ်ကျွန်တော်ငိုင်းလွားရင်kung kwa mga pinta ye bantung ka ma No, you have to get out. Sibang no jino kata kinong ngai lo si kimong ngai lo si tu nghe sặc đi cái giáo ấy ấy dong သွားနေသူတွေအတွက်ဆူတောင်းပေးကြရင် mama ji kata မနှက်ဖြန်အတွက်ကိုယ်တိုင်းအစင်သင်ဖြစ်ဖို့ပြင်ဆင်ကြရအောင်ပါကိုယ်စိုက်ပြိုးတာကိုယ်တိုင်းရိတ်သိမ်းရမှာကိုမမေ့ချ